ကျောင်းကလူမိုက်မမာထူးဆန်းတဲ့အကျင့်တစ်ခုရှိတဲ့အဲ့ဒါကတော့သူများကိုခေါင်းကိုလာတောက်တာပဲတစ်ခါတည်းမကဘူးနှစ်ခါလောက်လှုပ်တက်တာတနေ့မှာတော့ဒီလူမိုက်မဟာသူ့တပည့်တွေနဲ့အတူရောက်လာပြီးခုံကိုကန်ထုတ်စာပွဲတွေကိုဖယ်ခိုင်းပြီးကျောင်းပြောင်းလာခါစားကျောင်းသူတစ်ဆန်ဆမ်ရဲ့ဘေးနားမှာဝိုင်းလိုက်ကြတယ်ဆန်ကသူတို့ဘသူပဲဝဆိုတာမသိသေးဘူးလူမိုက်မကဆန်ရဲ့အင်ဂျီကောလန်ကိုဆွဲပြီးနင်ကလူတစ်ပေါ်ဟုတ်လားဒီနေ့ကစပြီးအပတ်တိုင်းတနင်္လာနေ့ဆိုရင်ငါ့ကိုအကာအကွယ်ပေးခကြေးဆက်ကြေးပေးရမယ်လို့ပြောလိုက်တယ်ဆန်ကတော့သူ့ကိုစောက်ကယူမဆိုင်ဖဲနေနေတာပေါ့ဒါကိုလူမိုက်မကဒေါသတကြီးနဲ့နင်ကငါ့ကိုပြန်မပြောရဲဘူးပေါ့လေအသက်ရှင်ရတာပြင်းနေပြီလားဆိုပြီးဆန်ရဲ့ခေါင်းကိုလက်နဲ့တစ်ချက်တောက်လိုက်ပြီးပီကေနဲ့ပါထွေးလိုက်တယ်ပြီးတော့မိုးနဲ့ကြရင်အားကစားကွင်းကိုလာခဲ့မလာရင်တော့အသေးပဲလို့ပြောပြီးပါးကိုပါစက်တိုက်ရိုက်သွားသေးတယ်ထွက်မသွားခင်မှာခေါင်းကိုနောက်တစ်ချက်ထပ်တောက်သွားသေးတာဘေးကကျောင်းသားတွေကတော့ဘာတွေဖြစ်မလဲဆိုပြီးရင်ခုန်လှုပ်လှုပ်နဲ့စောင့်ကြည့်နေကြတယ်ဒါပေမဲ့ဒီလူမိုက်မဟာမစိန်ခေါ်တဲ့သူကိုသွားစိန်ခေါ်မိမှန်းမသိရှာဘူးလူမိုက်မကပါရိုက်ပြီးထွက်သွားဖို့လှုပ်တဲ့အချိန်မှာပဲဆန်ကလှမ်းတားလိုက်တယ်လူမိုက်မနဲ့သူ့လူတွေကဆန်ကိုမထင်မမြင်နဲ့လှည့်ကြည့်ကြတာပေါ့ဒါပေမဲ့ဆန်ကတကယ်တတိခဲကြီးပြအားကစားကွင်းကဘယ်နားမှလဲအခုပဲတခါတည်းရှင်းလိုက်ရအောင်တဲ့မိနစ်20ကြာပြီးတဲ့နောက်မှာတော့လူမိုက်မနဲ့သူ့တပည့်3ယောက်ဟာမျက်နှာတွေညိုမဲဆုပ်ပြတ်တက်ပြီးမြေကြီးပေါ်မှာဒူးထောက်လက်မြောက်ထားရတဲ့အခြေအနေကိုရောက်သွားပါတော့တယ်ဆန်ကလူမိုက်မကိုကောင်းကောင်းကြီးပညာပေးလိုက်ပြီးနောက်ဆိုလိမ့်မနေမဟုတ်ရင်ဒီထက်မကခံရမယ်လို့ပြောတော့လူမိုက်မကရင်ထဲမှာမကျေနပ်ပေမဲ့ကြောက်ရွံ့ပြီးလက်မြောက်ထားရှာတယ်ဆန်ထွက်သွားတဲ့အခါဘေးကလူတွေအားလုံးပါဇက်အဟောင်းသားနဲ့ငေးကြံခဲ့ရတာပေါ့ဒီလိုနဲ့ဆန်ဟာကြောင်းပြောင်းလာခါစားနေတဲ့တကြောင်းလုံးမှာနာမည်ကြီးတော့ကားပါတော့တယ်ဒါပေမဲ့လူမိုက်မကတော့မကျေနပ်သေးပဲမြေကြီးကဖုံတွေကိုစုပ်ကင်ပြီးနင်းဆောက်နေလိုက်ဆိုပြီးကျုံးဝါနေခဲ့တယ်ကာယအချိန်မတိုင်ခင်မှာလူမိုက်မကဆန်စီထက်ရောက်လာပြီးနေငါနဲ့ထက်ချရဲလားလို့ရန်စပြန်တဲ့ဆန်ကရဲလိုက်ပြီးရှုံးတဲ့ကောင်ကဘာလို့ဒီလောက်အတန်ကျင်နေတာလဲလို့ပြောလိုက်တော့လူမိုက်မကနောက်ဆုတ်သွားတယ်အဲ့ဒီအချိန်မှာပဲဗလာတောင်းလူဝါကြီးတယောက်ထွက်လာတယ်ဒီလူဝါကြီးကကျောင်းမှာတိုက်ခိုက်ရေးပြင်းလို့နာမည်ကြီးပြီးကိုခံပညာတင်ထားတာနှစ်အနည်းငယ်ရှိပြီဖြစ်တယ်လို့တခါမှလည်းမရှုံးဘူးသူကဒေါသတကြီးနဲ့ငါမိမကိုဘသူကဗိုလ်ချရဲတာလဲကျောင်းစင်းရင်မပြန်နဲ့စောင့်နေလိုက်လူဆန်ကိုလာချင်းနဲ့ဒါပေမဲ့ဆန်ကတော့ဂရုကိုမစိုက်ပါဘူးကျောင်းစင်းတော့လူဝါကြီးကဆန်ရဲ့လမ်းကိုပိတ်ပြီးပညာပေးဖို့ပြင်တယ်လူဝါကြီးနောက်ခံရှိနေတော့လူမိုက်မကလည်းလေကန်နေတာပေါ့ဆန်ကကိစ္စတွေရှိလို့အချိန်မဖြုံးချင်ဘူးပြောပေမဲ့လူဝါကြီးကအတင်းပိတ်ဆိုပြီးဘဲမှမသွားနဲ့နင်ကောငါမိမလှုပ်ချင်လို့လားလို့လာနောက်တယ်ဒါနဲ့ဆန်လဲဒေါသထွက်ပြီးလူဝါကြီးရဲ့ဂျိုင်းကြားကွေးစီကိုဆွဲညစ်ပစ်လိုက်လို့လူဝါကြီးခမရနာကျင်လွန်းလို့အော်ဟစ်ရပါတော့တယ်လူဝါကြီးကသူ့လူတွေကိုအမြန်လာကူဖို့လှမ်းအော်တော့ဆန်ကသူ့လက်ညှိုးကိုလိန်ချိုးပြီးခေါင်းကိုပိတ်ရိုက်တယ်တယောက်ကလာကန်တော့သူ့ကိုခွင်ကျသွားအောင်လှုပ်ပစ်လိုက်တယ်ပြီးတော့ဘယ်တယောက်ညာတယောက်ကိုဆွဲပြီးအောက်ခြေကန်ချက်နဲ့အလဲသိမ်းပစ်လိုက်တယ်နောက်ဆုံးမှာလူဝါကြီးရဲ့ကြောပိုးအိတ်ကိုကန်ချပြီးသူ့ရဲ့ခွေးစီကိုအပြင်းပြင်းနဲ့ထက်ကန်လိုက်တော့လူဝါကြီးလုံးဝလက်လျှော့အရှုံးပေးသွားရရှာတယ်ဆန်ကလူမိုက်မနဲ့သူ့လူတွေစီရှောက်သွားတဲ့အခါသူတို့လည်းချက်ချင်းတူးထောက်ပြီးလက်မြောက်အရှုံးပေးလိုက်ကြပါတော့တယ်ဒါဆိုဒီဆန်ကဘသူလဲဘာလို့ဒီလောက်တော်နေရတာလဲအမှန်တော့သူကအထက်တန်းကျောင်းသူမဟုတ်ပဲရဲမေတယောက်ဖြစ်ပါတယ်လင်ဒါဝမ်နက်ဆိုတဲ့မိန်းကလေးတယောက်စီချင်းကပ်ဖို့ကျောင်းသူအဖြစ်ရုပ်ဖြတ်ပြီးလာတာပါလင်ဒါအဖေကဒေတာခန်လူမိုက်ခိုင်းရဲ့ဒုတိယခေါင်းဆောင်ဖြစ်ပြီးတစ်ချိန်ကရဲတွေနဲ့ပူးပေါင်းပြီးဂိုင်းချုပ်ကြီးကိုဖမ်းဖို့သတင်းပေးလုပ်ဖို့သဘောတူခဲ့ဘူးတယ်ဒါပေမဲ့သတင်းပေါက်ကြားသွားလို့လင်ဒါအဖေဟာဂိုင်းရဲ့လက်စားချေမှုကိုခံရပြီးရဲတွေကိုလုံးဝယုံကြည်မှုပြပြသွားခဲ့တယ်ဒါကြောင့်ရဲတွေကသူ့သမီးလင်ဒါကနေတဆင့်ပြန်ချင်းကပ်ဖို့စီစဉ်ပြီးကျောင်းသူအဖြစ်ရုပ်ဖြတ်သွားမဲ့သူရှာတာပေါ့ဒါပေမဲ့ရဲမှုကြီးကတင့်တော်မဲ့သူရှာမရဖြစ်နေတော့အိမ်ပြင်ထွက်လိုက်တော့ဆန်ကိုရဲဝတ်စုံနဲ့တွေ့လိုက်ရတဲ့ဆန်ကအဲ့ဒီအချိန်မှာလူကုန်ကူးတဲ့ဂိုင်းတစ်ခုကိုဖမ်းဖို့ကျောင်းသူပုံစံဟန်ဆောင်ပြီးစပွဲပေါ်ခုံတက်ကတရက်ခန့်ကိုတနက်နဲ့ချိန်ပြီးနေဖမ်းခံရပြီးလို့လုံနေတာသူနဲ့သူ့အဖွဲ့ဟာလူကုန်ကူးဂိုင်းကလူမိုက်အယောက်90နဲ့ထိတ်တိုက်တွေ့ပြီးတကိုင်းလုံးကိုနှိမ်နှင်းခဲ့တာဖြစ်တယ်ရဲမှုကြီးကဆန်ကိုအပေါ်အောက်ကြည့်လိုက်တော့ဆန်ကသူ့စကတ်ကိုဖုံးပြီးဘာကြည့်တာလဲလို့မေးတယ်ရဲမှုကြီးကသဘောကျပြီးရဲကားနှင်မဲကြောင်းသွားတော့လို့တာဝန်ပေးလိုက်ပါတော့တယ်ဆန်ကြောင်းရောက်တော့လင်ဒါနဲ့တငယ်ချင်းဖြစ်ဖို့စကားသွားပြောပေမဲ့လင်ဒါကစိတ်မဝင်စားပဲထထွက်သွားတဲ့ဆန်စိတ်ပြက်နေတဲ့အချိန်မှာပဲ Patrick ဆိုတဲ့ចောင်းသားလေးရောက်လာတယ်အသက်30ရှိပြီဖြစ်တဲ့ဆန်ဟာ Patrick ရဲ့ချုံမော်တဲ့မျက်နှာလေးကိုကြည့်ပြီးရင်တွေတုန်သွားရတာပေါ့ဆန်ကလင်ဒါရှိခဏပေါ်လာပေးပေမဲ့လင်ဒါကတော့သူ့ကိုအမြဲဥပိ္ပခါပြုတယ်လင်ဒါကိုလူမိုင်းမကလာနောက်ဆက်တိုင်းဆန်ကကာကွယ်ပေးလေးရှိပေမဲ့တစ်ဖက်မှာလည်း Patrick ကလင်ဒါစီကိုရည်ရွယ်ချက်ရှိချင်းကပ်နေတာကိုသတိထားမိတယ်တနေ့မှာလင်ဒါကမိန်းကလေးအိမ်သားထဲမှာမိနစ်20လောက်တကားပိတ်ပြီးတယောက်တည်းရှိနေတယ်အမှန်တော့လင်ဒါနဲ့သူ့အဖေဟာအိမ်သားထဲမှာလှုပ်ဝက်တွေ့ဆုံနေကြတာဖြစ်မှန်းရဲမေဖြစ်တဲ့ဆန်ကရိပ်မိသွားတယ်ဆန်ကအထဲကိုအတင်းတိုးဝင်သွားပြီးလူမိမှာဆိုလို့လင်ဒါကိုအတင်းဆွဲနှမ်းပစ်လိုက်တယ် Oh my god နှစ်ယောက်လုံးအတွက်ဒါကပထမဆုံးအနံပေါ်ဆန်ကသတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့လင်ဒါအဖေကိုတွေးလိုက်ရလို့သူ့လုပ်ဖို့ကင်ဘက်တွေကိုချက်ချင်းသတင်းပို့ပြီးလိုက်ဖမ်းပေမဲ့မမိလိုက်ဘူးဒါနဲ့သူ့လုပ်ဖို့ကင်ဘက်တွေကအကြံတစ်ခုထုတ်တယ်အဲ့ဒါကတော့သူတို့ကလူမိုက်တွေလိုဟန်ဆောင်ပြီးလင်ဒါကိုလာနောက်ရှက်မယ်အဲ့ဒီအချိန်မှာဆန်ကသူ့ရဲကောင်းလုပ်ပြီးကာကွယ်ပေးရင်းလ
လင်ဒါရဲ့ယုံကြည်မှုကိုယူမယ်ပေါ့ဆန်ကစီစဉ်ထားတဲ့အတိုင်းတရုတ်ဆောင်ဖို့လုပ်နေတော့မှာပဲအစောကလူဝါကြီးကလမ်းပိတ်ရက်ပြန်တဲ့ဆန်ကလည်းစိတ်မရှိတာနဲ့သူ့ရဲ့ခွေးစီကိုကန်ချပစ်ခဲ့တယ်ဒါပေမဲ့ဆန်လင်ဒါစီရောက်သွားတဲ့အချိန်မှာတော့ပတ်ထရစ်ကလင်ဒါကိုအရင်ကတင်သွားခဲ့ပြီးဖြစ်နေလို့အစီအစဉ်ပြတ်သွားရတာပေါ့အဲ့ဒီညမှာဆန်ကပတ်ထရစ်ရဲ့လှုပ်ရှားမှုတွေကိုပဲတွေးနေမိပြီးပတ်ထရစ်ကသူ့ကိုနမ်းတဲ့အထိတောင်အိမ်မက်မက်ခဲ့သေးတယ်ကျောင်းသားဘဝကလည်းမလွယ်ကူပါဘူးဆီယာမကဆန်ကိုစာသင်ခန်းရှိမှမေးခွန်းထုတ်ပြီးနင်းကျောင်းဟောင်းမှာအဆင့်တရခဲ့တယ်ဆိုလာတော့ပြဆန်းလို့ခေါ်တဲ့ဆန်ကစာမရတော့တော်တော်ဒုက္ခရောက်နေတာပေါ့ကံကောင်းလို့ကျောင်းတက်ချိန်ပြီးသွားလို့လွတ်သွားပေမဲ့စာမွေးပွဲကနီးလာပြီးစာမွေးပွဲခန်းထဲမှာဆန်တယောက်ပြာရခတ်နေတော့သူ့ရဲ့အထက်လူကြီးရဲရရှိတွေကအပြင်မှာစုပြီးဆန်အတွက်တင်းချပု္ပ္ပစာတွေကိုဝိုင်းတွက်ပေးနေကြတယ်ပြီးတော့ဆန်ရဲ့နှစ်ချက်ထဲကနေအဖြေတွေကိုလှမ်းပြောပြတာပေါ့ဒါပေမဲ့ဆီယာမကဆန်ခိုးချနေတာကိုမိသွားပြီးနရွက်ကိုဆွဲကရုံးခန်းထဲအထိခေါ်သွားပြီးမိဘခေါ်ခိုင်းပါတော့တယ်ဆန်ရဲ့ဦးလေးကချက်ချင်းရောက်လာတဲ့ဆီယာမကဘလို့လို့ဒီလောက်မြင်ရောက်လာတာလဲဆိုပြီးအံ့ဩသွားတာပေါ့နောက်ဆုံးဘာမှတက်မနိုင်တဲ့အဆုံးသူတို့ရဲ့ရဲ ID ကိုပြလိုက်ရတော့မှဆီယာမကတောင်းပန်ရှာတယ်ဆန်ရဲ့မစ်ရှင်ကအဆင်မပြေဖြစ်နေတော့ရဲတပ်ဖွဲ့ကဆန်ရဲ့ရန်သူတော် James ကိုဂီတဆရာအဖြစ်ရုပ်ဖြတ်ပြီးကျောင်းကိုထပ်လွတ်လိုက်တဲ့ James က Patrick ကိုဂီတခန်းထဲခေါ်ပြီးစကားပြောပေမဲ့ Patrick ကအကွက်စီလွန်းလို့ဘာအချက်လက်မှမရလိုက်ဘူးတနေ့မှာဆန်ရဲ့ဦးလေးကဆန်ကိုထောက်ပံ့ကြေးပေးတာကိုအတန်းဖော်တယောက်ကမြင်သွားပြီးဆန်မှာတကြားဖြစ်ဖြစ် Sugar Daddy ရှိနေတယ်ဆိုပြီးကောလာဟာလာလွှတ်လိုက်တယ်ဒါကြောင့်ကျောင်းသားတွေအားလုံးဆန်ကိုဝိုင်းပယ်ခံလုပ်ကြပေမဲ့လင်နာကတော့ဆန်စီလာပြီးတငယ်ချင်းလုတ်ခဲ့တဲ့ညဘက်မှာလင်ဒါကဆန်ကိုသူ့အဖေကမနှက်ဖြန်တိုင်းပြည်ကနေထွက်ခွာတော့မှဖြစ်ပြီးသူ့ကိုပါခေါ်သွားမယ်လို့ပြောပြတယ်ဆန်ကလင်ဒါကိုနှစ်သိမ့်ပေးရင်းနဲ့တစ်ဖက်ကလည်းသူ့ဦးလေးစီအရေးကြီးတဲ့တင်းကိုလှမ်းပို့လိုက်တယ်ရဲတွေကလေးစိတ်ပတ်ပတ်လဲကိုချက်ချင်းပိတ်ဆို့လိုက်ကြတယ်လင်ဒါအဖေကတကယ်ရောက်လာပေမဲ့ရဲတွေဖမ်းဖို့လုပ်တော့မှပဲလူမိုက်ကိုင်းကအရင်ဦးအောင်ရောက်လာပြီးလိုက်လံပစ်ခတ်ကြလို့နှစ်ဖက်စလုံးမြောက်ကားပါကင်ထိလိုက်လံဖမ်းဆီးရတော့တယ်အဲ့ဒီအချိန်မှာပဲမြည်သူမြည်ဝါမှန်းမသိတဲ့ဆိုင်ကယ်သမားတယောက်ရောက်လာပြီးမိခိုးပုံးတွေခွဲကအခြေအနေကိုရှုပ်ထွေးအောင်လှုပ်လိုက်လို့လင်ဒါအဖေကအခွင့်ကောင်းယူပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ဆန်ကတော်တော်ပါနှက်ပါတဲ့မြေကြီးပေါ်မှာကြံခဲ့တဲ့နာယီကိုကြည့်လိုက်တော့Triple ရှိတဲ့နာယီနဲ့အတူတူပဲဖြစ်နေတာကိုတွေ့သွားတယ်။ဆန်က Patrick ကိုနာယီပဲရောက်သွားလဲမေးတော့ Patrick ကရေချိုးတုံးချွတ်ထားခဲ့တယ်လို့လိန်ပြောလိုက်လို့ဆန်ကသူ့ကိုဆိုင်ကယ်သမားအဖြစ်တန်တရားဝင်သွားတယ်။ဆန်ကလင်ဒါကိုရှာတွေ့ပြီးသူကရဲမေတယောက်ဖြစ်ကြောင်းဝန်ခံလိုက်ကလင်ဒါကိုစေးရုံကိုခေါ်သွားပြီးရဲတပ်ဖွဲ့တစ်ခုလုံးနဲ့24နာရီကာကွယ်ပေးထားတယ်။အဲ့ဒီအချိန်မှာပဲလူမိုက်တယောက်ကစေးရုံနဲ့ဝင်လာပြီးရှေ့ကရဲတွေကိုရှင်းကကွတင်လိုက်ကာကိုဖွင့်လိုက်တဲ့အခါဆန်ရဲ့ဦးလေးဖြစ်နေတာကိုတွေးလိုက်ရတယ်။လင်ဒါကတော့တခြားနေရာကိုပြောင်းရွှေ့ထားပြီးသားဖြစ်ပေမဲ့ဆန်ရဲ့ဦးလေးကတော့အဲ့ဒီလူမိုက်ရဲ့ဓာတ်နဲ့အထိုးခံရပြီးနေရာမှာတင်တေဆုံးသွားခဲ့ရတယ်။တစ်ဖက်မှာလည်းဆန်နဲ့သူ့လုပ်ဖော်ကိုင်ဖက်ကလင်ဒါကိုဘေးကင်းရကိုခေါ်သွားတော့အဲ့ဒီရဲကတစ္ဆာဖောက်ပြီးဆန်ကိုတောင်းပန်ကငါမိမစေးုံစည်းပေးဖို့လိုပါလို့ပြောလိုက်တဲ့ချက်ချင်းပဲသူတို့ကားကိုလူမိုက်တွေဝိုင်းလိုက်ပြီးလင်ဒါကိုဖမ်းခေါ်သွားကဆန်ကိုတော့ရိုက်နှက်ပြီးတတိလစ်အောင်လုပ်ထားခဲ့တယ်အဲ့ဒီအချိန်မှာပဲဆန်နဲ့ပက်ထရစ်တို့ရောက်လာခဲ့တဲ့သူတို့နှစ်ယောက်ဟာအခန်းထဲကလူမိုက်အယောက်တရာကိုကြောက်ရွံ့ခြင်းမရှိဘဲထိတ်တိုက်ရင်ဆိုင်ကြတယ်ဆန်ကလေထဲခုန်ပြီးလက်ကန်ချက်တွေနဲ့ချတယ်လို့ပက်ထရစ်ကလည်းကြမ်းကြမ်းတမ်းတမ်းနဲ့ဆန်အတွက်လမ်းပွင့်အောင်ရှင်းပေးတယ်သူတို့နှစ်ယောက်ဟာကျိုးဝိုင်းထိရောက်အောင်ချလာခဲ့ပြီးလူမိုက်တယောက်ကလင်ဒါကိုမြေကြီးပေါ်တွန်းချတာမြင်တော့ဆန်ကမခံနိုင်ပဲလေထဲခုန်ပြီးကန်ချကတတိလစ်သွားစေခဲ့တယ်ပက်ထရစ်ကဆန်ကိုဂိုင်းချုံနောက်လိုက်ခိုင်းပြီးကြံတာကိုသူရှင်ခဲ့မယ်လို့ပြောတယ်ခိုင်းချုပ်ကပတ်ဆက်အိတ်ကြီးကြီးနဲ့ကားမောင်းပြေးဖို့လှုပ်တုံးဆန်ကကားကောင်းပေါ်ခုန်တက်ပြီးကားမှန်ကိုပိတ်ဆို့လိုက်လို့ကားသမားလမ်းမမြင်ပဲအမိုက်ပုံနဲ့ဝင်တိုက်မိသွားတဲ့ဆန်ကကားတကားကိုဖွင့်ပြီးခိုင်းချုပ်ကိုလက်ထိတ်ခတ်ဖို့လှုပ်တဲ့အချိန်မှာပဲသူ့ကောင်းကိုတနက်နဲ့လာချိန်သာခံလိုက်ရတယ်လှည့်ကြည့်လိုက်တော့အံ့ဩစရာကောင်းတာက James ဖြစ်နေတာပဲသူကခိုင်းချုပ်ကရဲတပ်ဖွဲ့ထဲထည့်ထားတဲ့သူရှုဖြစ်ပြီးဆန်ရဲ့ဦးလေးကိုတတ်ခဲ့တဲ့သူလည်းဖြစ်တဲ့အမှန်တရားကိုသိသွားတဲ့ဆန်ဟာဒေါသအလိမ့်လိမ့်ထွက်ပြီး James ကိုမြေကြီးပေါ်ကန်ချကအပေါ်ကနေခွာစီးပြီးပါဇက်တွေတွေးထွက်အောင်တရက်ဆက်ထိုးနှက်ပါတော့တယ်နောက်ဆုံးမှာတော့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးလူမိုက်ကိုင်းတစ်ခုလုံးကိုနှိမ်နှင်းကလင်ဒါနဲ့သူ့အဖေကိုကယ်တင်နိုင်ခဲ့တဲ့တစ္ဆာဖောက် James နဲ့အစောကရဲတို့လည်းအဖမ်းခံခဲ့ရတာပေါ့စက်သိမ်းမှာတော့ဆန်ကចောင်းသားတွေကိုနှုတ်ဆက်ခဲ့ပြီးပက်ထရစ်နဲ့ချစ်သူတွေဖြစ်သွားကြရင်ရုပ်ရှင်လေးကတော့ပြီးဆုံးသွားခဲ့ပါတယ်